အသက်တာဖြစ်ဖို့ရန်အတွက်အချက်၅ချက်မအောင်မြင်ခြင်းတဲ့လူရှိလားရှိဘူးအားလုံးကအောင်မြင်ခြင်းတဲ့သူတွေပဲဖြစ်တယ်အောင်မြင်ခြင်းလို့ပဲမလေးရှားနိုင်ငံကိုရောက်လာတာလေဟုတ်တယ်နော်ဟုတ်ပြီအဲ့တော့ဘုရားရဲ့နှုတ်ကပတ်တော်နဲ့အညီကျွန်တော်တို့ရဲ့အသက်တာထဲမှာဘုရားရှင်ဖြစ်စေခြင်းနဲ့အောင်မြင်ခြင်းအသက်တာကိုနားလည်သဘောပေါက်ဖို့ရန်အတွက်ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာများကိုကျွန်တော်ပြင်ဆင်ကြရအောင်လောကမှာကျွန်တော်တို့ကြည့်တဲ့အခါမှာလူတိုင်းကအောင်မြင်ခြင်းကြတာပဲစီးပွားရေးလောကမှာအောင်မြင်ခြင်းနဲ့ပညာရေးလောကမှာအောင်မြင်ခြင်းနဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအောင်မြင်ခြင်းနဲ့ကိုယ့်ရဲ့အဆွေမျိုးတိုင်းဝိုင်းထဲမှာအားလုံးကအောင်မြင်ခြင်းတဲ့သူတွေပဲဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်အောင်မြင်ခြင်းတဲ့အတွက်ကြောင့်တချို့ကနီးလန်းမျိုးမျိုးနဲ့အဲ့ဒီအောင်မြင်ခြင်းကိုရှာကြံကြတယ်အောင်မြင်ခြင်းတဲ့အတွက်ကြောင့်ဘာပဲလောက်ရအောင်မြင်ရင်ပြီးရောဆိုတဲ့သူတွေလည်းရှိတတ်တယ်အဲ့တော့တစ်ခါတည်းမှာကျွန်တော်တို့ကစစ်မှန်တဲ့လိုချင်တဲ့ထိရောက်တဲ့အောင်မြင်မှုမဟုတ်ဘဲနဲ့လမ်းလွဲသွားပြီးတော့မှဟိုဆိုးသွားတဲ့ဟာမျိုးတွေကျွန်တော်တို့ဖြစ်တတ်တယ်တစ်ခါတည်းမှာကျွန်တော်တို့ဖြစ်စေခြင်းနဲ့အောင်မြင်ခြင်းသက်တာထဲမှာမရောက်နိုင်တဲ့လူမြောက်များစွာလဲလောကမှာရှိတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်သို့တော့ဒီကနေ့ကျွန်တော်တို့ရောက်တိုင်းရဲ့သက်တာထဲမှာစစ်မှန်တဲ့အောင်မြင်တော်သူတယောက်ဖြစ်ဖို့ရန်အတွက်အောင်မြင်တော်ဖခင်ကိုယုံတဲ့သူတွေဖြစ်တယ်လေဟာလေလုယာအဲ့ဒီအောင်မြင်တော်ဖခင်ကိုယုံတဲ့ကျွန်တော်တို့ရောက်တိုင်းရဲ့သက်တာထဲမှာအဲ့ဒီအောင်မြင်တော်ဖခင်ကပဲအောင်မြင်ခြင်းနဲ့ပတ်သက်ပြီးတော့မှဒီကနေ့ကျွန်တော်တို့ကိုပြောထားပြီးသားတွေကိုပဲဒီကနေ့ကျွန်တော်ဝေငှမှာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်အောင်မြင်ခြင်းနဲ့သူဖြစ်ဖို့ရန်အတွက်ဆိုရင်တော့ကျွန်တော်တို့အားလုံးကဘာရှိဖို့လိုလဲဆိုယူပါယုံရှိဖို့လိုတယ်ကျမ်းစာကပြောတယ်ယူပါယုံမရှိရင်အကျိုးနည်းတယ်လို့ပြောတာ။အကျိုးနည်းတယ်ဆိုတာဘာလဲအမလေးအကျိုးတော့နည်းပါပြီတော့ဟုတ်တယ်မလားနော်အဲ့လိုပြောတတ်တယ်လေနော်အကျိုးနည်းတယ်ဆိုတာဆုံးရှုံးခြင်းပဲပြောတာပဲအကျိုးနည်းတယ်ဆိုတာနော်အကျိုးကြည့်တယ်ဆိုတာအောင်မြင်ခြင်းကိုပြောတာလေအကျိုးနည်းတယ်ဆိုတာဆုံးရှုံးခြင်းကိုပြောတာဖြစ်တယ်ဒါကြောင့်ဆုံးရှုံးခြင်းကိုမရောက်ဖို့ရန်အတွက်တဲ့ကျမ်းစာကယူပါယုံရှိရမယ်လို့ပြောတယ်ဗျာဒိတ်တော်မရှိလျင်လူတို့သည်အကျိုးနည်းဖြစ်ကြ၏လို့ကျမ်းစာကပြောတာဒါကြောင့်ယူပါယုံရှိရမယ်စပ်ပြီးတော့မှဟာဘကုတ်ကဘာပြောလဲဆိုရင်အဲ့ဒီယူပါယုံရှိရင်တဲ့အဲ့ဒီယူပါယုံနဲ့အတူအလုတ်လုတ်တော်သူတွေဖြစ်ရမယ်လို့ပြောတယ်ယူပါယုံရှိတယ်လို့ပြောပြီးဒီကနေ့တည်းထမလုတ်သေးဘူးဆိုရင်တေးကြတယ်အဲ့ဒါယူပါယုံကိုမရှိတာသူကလှုပ်ချင်နေတာတော့လွန်ခဲ့တဲ့10နှစ်လောက်ကလေးရပဲလှုပ်ချင်နေတာဒါပဲတွေ့တိုင်းပြောနေတာပဲအခုတည်းဘာမှမလုပ်သေးဘူးအဲ့လိုလူတွေမရှိဘူးလားရှိတယ်ကျမ်းစာကတော့ယူပါယုံရှိရင်တဲ့အဲ့ဒီယူပါယုံနဲ့အတူတူပြေးရမယ်တဲ့ run with the vision ယူပါယုံရှိတဲ့သူက run တယ်လှုပ်ရှားတယ်ပြေးတယ်ဆောင်ရွက်တယ်အဲ့ဒီတတ်တာကိုကျွန်တော်နားလည်သဘောပေါက်ဖို့အရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကလူများထလှုပ်လို့လှုပ်ရမယ်သူတွေမှာကျွန်တော်တို့မပါဘူးဟုတ်တယ်နော်တခါလေကျွန်တော်လူတွေကဖြစ်တတ်တယ်လေအခုဘာခက်စားလဲဘာပေါ်ပင်ဖြစ်တယ်လဲဘာစတိုင်တွေကနာမည်ကြီးနေတယ်ဆိုတော့အဲ့ဒီနာမည်ကြီးတဲ့စတိုင်ပဲလိုက်လှုပ်တာအဲ့ဒီထဲမှာကျွန်တော်တို့ပါဖို့မဟုတ်ဘူးကျွန်တော်တို့ကဖယားသခင်ဖွင့်ပြသည့်အတိုင်းပဲဖယားသခင်နှိုးဆော်သည့်အတိုင်းပဲဖယားသခင်ပေးတဲ့ယူပါယုံရှိသည့်အတိုင်းပဲကျွန်တော်တို့ကထပြီးအလုပ်လုပ်ရမယ်သူတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကလူများလှုပ်တိုင်းလှုပ်ရမယ့်သူတွေမဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ရောက်တိုင်းကဘလို့အသက်တာမျိုးပဲဖြစ်ဖြစ်ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်ယုံကြည်သူတယောက်ဖြစ်လာရဲ့အဲ့ဒီယုံကြည်သူကနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုပထမဦးဆုံးရှာတော်သူကိုဖြစ်ဖို့အရေးကြီးတယ်အမှုတော်ဆောင်မှဒီကျမ်းပိုက်နဲ့သက်ဆိုင်တာမဟုတ်ဘူးယုံကြည်သူတိုင်းနဲ့သက်ဆိုင်တဲ့ကျမ်းပိုက်ဖြစ်တဲ့တာကယုံကြည်သူတယောက်ဖြစ်သွားတဲ့အချိန်ကစပြီးတော့မှတင့်ရဲ့ငကိုမူလရည်ရွယ်ချက်တွေထက်ဖခင်ရဲ့ရည်ရွယ်ချက်ကိုတင်နားလဲဖို့အရေးကြီးတယ်ငကိုကတော့တင်မွေးလာကြတဲ့ကဘာလုပ်ချင်တယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ဟာမျိုးရှိကောင်းရှိနိုင်ပါတယ်ဘယ်အတိုင်းဝိုင်းမှာကြီးလို့
ဘယ် background ကနေလာလို့ဘာလို့ရမယ်ဆိုတဲ့ဟာမျိုးတွေလည်းမိဘကပုံသွင်းခြင်းခံထားရတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်တိုးတော်ညာလည်းသင်ယုံကြည်သူဖြစ်လိုက်တာနဲ့တပြိုင်တည်းပဲအဲ့ဒီဘောင်ကိုကြော်လွန်ပြီးတော့မှနိုင်ငံတော်ရဲ့ဘောင်ထဲမှာသင်ရောက်လာပြီဖြစ်တယ်ဟာလေလုယာဒါကြောင့်ယုံကြည်သူတယောက်ဖြစ်လို့ရှိရင်ယုံကြည်သူသည်နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာတော်သူဖြစ်ဖို့အရေးကြီးတယ်အဲ့တော့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားလို့ပြောတဲ့အတွက်ကြောင့်နိုင်ငံတော်ဆိုတာအုပ်ချုပ်တဲ့သူရှိတယ်ဟုတ်တယ်နော်နိုင်ငံတော်ဘာရှိလဲအုပ်ချုပ်တဲ့သူရှိတယ်အဲ့တော့အုပ်ချုပ်ခံတဲ့သူကနိုင်ငံတော်ကသတ်မှတ်တဲ့ဥပဒေနဲ့ပဲထိန်းထားတာပဲအခုဒီမလေးရှားနိုင်ငံမှာအုပ်ချုပ်တဲ့လူဒန်းစားရှိတယ်လေဟုတ်တယ်မလားအုပ်ချုပ်တဲ့လူဦးရေမလေးရှားနိုင်ငံမှာလူဦးရေဘယ်လောက်ရှိလဲတန်း60လားတန်း30လားဟုတ်တန်း30ကိုအုပ်ချုပ်တဲ့သူကတန်း30တဲ့များတဲ့လူဦးရေမဟုတ်ဘူးတန်း30ကိုအုပ်ချုပ်တဲ့သူကနည်းနည်းလေးပဲဟုတ်တယ်မလားအဓိက cabinet ဆိုလို့ရှိရင်10ယောက်လောက်ပဲရှိမှာပဲလေအဲ့ဒီ10ယောက်လောက်ထဲမှာမှနိုင်ငံတော်သမ္မတကဘယင်ကအဓိကအကြဆုံးပဲဒါကြောင့်ကျမ်းစာမှာပြောလို့ဆိုရင်လူအနှဲငယ်ပါတော့လဲတကူကြီးလိမ့်မယ်ဆိုတဲ့ဟာပြောတယ်လေတိုင်းပြည်တစ်ခုကိုအုပ်ချုပ်နေတာကတန်း30လောက်ရှိတဲ့အရာပေါ်မှာတန်း50လောက်ကအုပ်ချုပ်နေတာမဟုတ်လွှမ်းမိုးနေတာမဟုတ်ဘူးအဲ့ဒီတန်း30လောက်ကိုအုပ်ချုပ်နေတာက10ယောက်လောက်အဲ့ဒီ10ယောက်လောက်မှာအဓိကပုဂ္ဂိုလ်က1ယောက်ပဲအဲ့ဒါလောကရဲ့အုပ်ချုပ်မှုမှာအဲ့ဒါကိုကျွန်တော်တို့သဘောပေါက်တယ်လို့ဒီကနေ့လေကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာဖခင်ရဲ့နိုင်ငံတော်ထဲမှာနေပြီဖခင်ရဲ့နိုင်ငံတော်ကိုအရင်ဆုံးရှာတဲ့သူဒီကျွန်တော်တို့ကအုပ်ချုပ်တော်သူကျွန်တော်တို့ပါရှိတယ်ကျွန်တော်တို့ကစီးလွတ်ဘောင်လို့နေလို့မရဘူးကျွန်တော်တို့ကအုပ်ချုပ်တော်သူရှိတယ်အဲ့ဒီအုပ်ချုပ်တော်သူကဖခင်ပဲဖြစ်တယ်ဒါကြောင့်အဲ့ဒီဖခင်ရဲ့အုပ်ချုပ်ခြင်းကိုခံရတဲ့ကျွန်တော်တို့ရောက်တိုင်းရဲ့အုပ်ချုပ်ခံယုံကြည်သူရဲ့အသက်တာထဲမှာဘာနဲ့ထိန်းလဲဆိုဥပဒေနဲ့ထိန်းတယ်ဥပဒေနဲ့ထိန်းတယ်အုပ်ချုပ်တော်သူနဲ့အုပ်ချုပ်ခံတော်သူရဲ့ကြားထဲမှာဥပဒေရှိတယ်ကျွန်တော်တို့အတွက်ဥပဒေကဘာလဲဆိုလို့ရှိရင်တမန်တရားဖြစ်တယ်နှုတ်ကပတ်တော်ဖြစ်တယ်နှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်ဥပဒေပဲဒါကြောင့်သင်အဲ့ဒီဥပဒေကိုမလိုက်နာလို့ကိုမရဘူးဖြစ်တယ်အဲ့ဒီဘောင်ကားတွေလွတ်သွားလို့သင်ဘာမှလုပ်လို့မရဘူးအဲ့ဒီဥပဒေကိုကြော်လွန်ပြီးတော့မှသင်ဘာမှဆောင်ရွက်လို့မရဘူးဖြစ်တယ်ဒါကြောင့်နိုင်ငံတော်နဲ့ဘာတရားလဲဖြောင့်မတ်ခြင်းတရားဖြောင့်မတ်ခြင်းတရားဆိုတာအဲ့ဒါဖခင်ရဲ့ဥပဒေပဲဒါကြောင့်အဲ့ဒီအရာကိုအရင်ရှာပါတဲ့အရင်ရှာပါဒါကြောင့်အောင်မြင်တော်သူတွေအရောက်တိုင်းရဲ့အသက်တာကအဲ့ဒီဘောင်ထဲမှာဒီကနေ့ကျွန်တော်တို့အသက်ရှင်တက်တော်သူဖြစ်ဖို့အရေးကြီးတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်တခါတည်းမှာအောင်မြင်ခြင်းလုံးတော့လူတွေကအကျွေးယူပြီးတော့မှထထလောက်တတ်တာရှိတယ်လေအလုံးမဖြစ်ဘူးတော့စီဝါရေးသမားတွေကဘာပဲတုံးတင်လဲဆိုလို့ရှိရင်အောင်မြင်ခြင်းရင်ဘယ်တော့မှအကျွေးယူပြီးအလုံးမလုံးနဲ့ဘာကြောင့်လဲဆိုရင်အဲ့ဒီအကျွေးယူပြီးအလုံးလုံးတဲ့ကိစ္စကအကျွေးကိုပြန်မဆက်နိုင်ရင်ဘာထပ်ပြီလာလဲဆိုရင်အတိုးပါထပ်ပြီလာတယ်လေဟုတ်တယ်မလား business လောကမှာရှိပြီးသားအဲ့ဒါကအဲ့တော့အရင်လည်းမဆက်နိုင်ဘူးအတိုးလည်းမပေးနိုင်ရင်ရတယ်ပြီးတော့မှနောက်ဆုံးအိမ်ပေးလိုက်ရတာမျိုးဟုတ်တယ်မလားနောက်ဆုံးဘဝပြတ်သွားတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်စီးပွားရေးသမားတွေကဘာတုံတင်ပေးလဲဆိုလို့ရှိရင်အကျွေးယူပြီးတော့မှဘယ်တော့မှအလုပ်မလုပ်ဘူးအဲ့ဒါကြောင့်အောင်မြင်တော်သူများဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ဒီကနေ့ကျွန်တော်ဝင်ငှပေးခြင်းတဲ့အချက်5ချက်ရှိတယ်နံပါတ်1ကဖယားစကားကိုဦးစားပေးပါ What dot God ဖယားစကားကိုဦးစားပေးတဲ့အသက်တာဖယားရဲ့အတန်တော်ကိုဦးစားပေးတဲ့အသက်တာရှိဖို့အရေးကြီးပါတယ်အဲ့တော့ယောဘဩဝါဒစာခန်းကြီး4အပိုင်း19နဲ့20မှာအာဗြဟံနဲ့စာရာတို့ရဲ့အသက်တာလေးကိုဒီကနေ့ကျွန်တော်တို့ဆင်ခြင်ကြည့်အောင်ယောမဩရစာခန်းကြီး4အပိုင်း19နဲ့20
ယုံကြည်အားကြီးသည်ဖြစ်၍ယုံကြည်အားကြီးသည်ဖြစ်၍မိမိအသက်သည်အနှစ်တရာလောက်ရှိသဖြင့်မိမိကိုယ်သည်အသေးကဲ့သို့ရှိကြောင်းကို၎င်းမိမိခင်ပွန်းစာရာ၏ဝမ်းသည်သေကြောင်းကို၎င်းမအောက်မေ့ဟုတ်ပြီနော်မအောက်မေ့ဆိုတဲ့စကားလေး highlight လုပ်ဖို့လိုတယ်ယုံမာသောစိတ်နှင့်ကင်း၍ဖျားသခင်၏ဂရုတော်ကိုတွေးတောခြင်းမရှိယုံကြည်အားကြီးသဖြင့်ဘုရားသခင်ကိုချီးမွမ်း၍ဂရုထားတော်မူသောသူသည်ဂရုတော်တိုင်တတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေ၏အဲ့တော့အာဗြဟံရဲ့အမျိုးတွေကဒီကနေ့ဘယ်သူတွေလဲအခုကဘာပေါ်မှာအာဗြဟံရဲ့အမျိုးနွယ်ကဘယ်သူတွေလဲဣသရေလဟုတ်တယ်နော်ဣသရေလလူမျိုးကအာဗြဟံရဲ့အမျိုးနွယ်ပဲကဘာပေါ်မှာကျွန်တော်တို့ကြည့်လိုက်လို့ရှိရင်ချမ်းသာတော်သူ10ယောက်ကိုစည်ရင်ပြုစုလိုက်လို့ရှိရင်အဲ့ဒီအာဗြဟံအမျိုးက10ယောက်လောက်ပါတယ်ကဘာပေါ်မှာနာမည်ကျော်ပြီးအောင်မြင်တဲ့သိပ္ပံပညာရှင်တွေစည်ရင်ပြုစုလိုက်လို့ရှိရင်10ယောက်ကအာဗြဟံအမျိုးဖြစ်နေပြန်စိုက်ပျိုးရေးပညာရှင်တွေစည်ရင်ပြုစုလိုက်တာ10ယောက်ကအာဗြဟံရဲ့သားသမီးတွေဖြစ်နေပြန်ရောကျွန်တော်အော်ဒါတခုရှိတယ်ဣသရေလဆိုတာကမြန်မာနိုင်ငံတဲ့တောင်မှကျင်းတယ်လေပြီးရင်တဲခန္ဓာရတိုင်းပြည်ဒါပေမဲ့အဲ့ဒီတဲခန္ဓာရတိုင်းပြည်ကတကဘာလုံးမှာခေါ်ပြီးတော့ပါတကဘာလုံးမှာရှိတဲ့စိုက်ပျိုးရေးတမားတွေကိုခေါ်ပြီးတော့မှပညာပေးနေတာအဲ့ဒီကန္ဓာရထဲမှာရှိနေတဲ့တိုင်းပြည်ကရောစာကောင်းပြီးတော့မှဖြစ်ထွန်းပြီးတော့မှစိုက်လို့ပြိုးလို့ကောင်းတဲ့တိုင်းပြည်ကပညာရှင်မဟုတ်ဘူးလေပြောမယ်ဆိုရင်သူရှိနေတဲ့တိုင်းပြည်နဲ့သူရှိနေတဲ့ရေမြေတဘာဝနဲ့စိုက်ပျိုးရေးပညာတခြားစီပဲဒါပေမဲ့ကဘာပေါ်မှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ပညာရက်တွေကိုခေါ်ပြီးတော့မှသင်ကြားပေးနေတာအဲ့ဒီဣသရေလနိုင်ငံကစိုက်ပျိုးရေးပညာရှင်တွေပဲအာဗြဟံရဲ့အမျိုးတွေပဲအဲ့တော့ဘာကြောင့်အာဗြဟံရဲ့အမျိုးတွေဆွေစဉ်မျိုးဆက်တွေဘာကြောင့်ဒီလိုဖြစ်ရတာလဲလို့ကျွန်တော်တို့ကြည့်ရင်စောစောကဖတ်သွားတဲ့ကျမ်းစာမှာကျွန်တော်တို့ကြည့်ရင်ဘာတွေ့ရလဲဆိုလို့ရှိရင်မိမိအသက်ဒီအနှစ်တရာလောက်ရှိသဖြင့်မိမိကိုယ်ဒီအသေးကဲ့သို့ရှိချောင်းကို၎င်းမိမိခင်ပွန်းစာရာ၏ဝမ်းသည်သေချောင်းကို၎င်းမအောင်မိတ်အာဗြဟံကအသက်တရာလောက်ရှိနေပြီအသက်ကြီးနေပြီအသက်ကြီးနေပြီဆိုရင်အခုချိန်မှာတော့အသက်80 90အရွယ်လောက်ဆိုရင်ပုံစံကဘယ်လိုနေလဲတုံချစ်ပဲဒုက္ကောင်းနဲ့ဟုတ်မလားနေကောင်းလားစားပြီးအဲ့ဒါမျိုးအတန်နဲ့ပဲစကားပြောမှလေဟုတ်တယ်မလားအသက်90 100လောက်ရှိတဲ့သူတွေကအာဗြဟံအသက်ကြီးနေပြီအဲ့ဒီခေတ်ကမလို့ဟိုအားကြီးတယ်တို့ဘာလို့မဟုတ်ဘူးကျွန်တော်တို့လူပဲကျွန်တော်တို့လူပဲအဲ့တော့ပြောမယ်ဆိုလို့ရှိရင်80 90ရှိနေရင်တောင်မှအခုချိန်မှာတုံကြီးဖြစ်နေတဲ့အားအင်မရှိတဲ့သူပဲလေအသက်တရာလောက်ရှိနေပြီဆိုတော့ပို့ဆိုးတာပေါ့အသက်တရာလောက်ရှိနေပြီဆိုတော့အဲ့တော့စာရာကလည်းဘာဖြစ်နေလဲဆိုရင်ဝမ်းတည်တယ်တဲ့မိမိကိုယ်ဒီအသေးကဲ့သို့ရှိချောင်းကို၎င်းတည်တယ်ကိုတည်တယ်ဆိုတော့ဘာလုပ်လို့ရမလဲအဲ့တော့အသက်တရာလောက်ရှိတဲ့အာဗြဟံဝမ်းတည်နေတဲ့စာရာသူတို့ကလက်တွေ့ကြသူတို့ရဲ့ခန္ဓာကိုယ်မှာကြုံတွေ့ခံစားနေရတဲ့အဖြစ်အပျက်ပဲကြုံတွေ့ခံစားနေရတဲ့ခံစားချက်ပဲဒါပေမဲ့ဘုရားသခင်ကဘာပြောလဲဆိုတော့အာဗြဟံနဲ့စာရာတဲ့ကောင်းကင်ကိုမော်ကြီးတယ်ကျယ်တွေကိုတွေ့လားတွေ့တယ်ဒါဆိုအဲ့ကျယ်တွေကိုရီးတယ်အာဗြဟံနဲ့စာရာတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံး10လုံးလောက်ကြော်တော့သိမ့်မကြီးနိုင်တော့ဘူးလေအလုံး90လောက်ဆိုပိုတော့မကြီးနိုင်တော့တယ်မကြီးနိုင်တော့ဘူးကိုတော့တဲ့များလုံးတယ်တဲ့အေးတဲ့အဲ့ဒီကောင်းကင်ကျယ်ကဲ့သို့ပဲမင်းရဲ့အမျိုးကငါများစီမယ်တဲ့ဖျားပြောတဲ့စကားနဲ့အာဗြဟံနဲ့စာရာရဲ့ကိုယ်တွေ့ကြုံနေရတဲ့အဖြစ်ဖြစ်တွေကဟတ်ဆတ်မှုရှိလားမရှိဘူးဒီကနေ့ကျွန်တော်တို့ကဖျားစကားစံစာဖတ်ရင်တော့မှကိုယ့်ရဲ့အခြေအနေလေးနဲ့
နည်းနည်းလေးအလားလာရှိရင် hallelujah praise the Lord လို့တာလေနည်းနည်းလေးအလားလာမရှိရင်တော့ဒါငါနဲ့မဆိုင်ဘူးလို့ကြော်သွားတာဟုတ်တယ်မလားကျွန်တော်တို့ကဖြစ်နိုင်ခြင်းရှိမှယုံကြည်ခြင်းကအားကြီးလာတာလေဖြစ်နိုင်ခြင်းမရှိရင်ယုံကြည်ခြင်းကလည်းအားမကြီးလာဘူးအဲ့ဒါအမှန်ပဲဟာဖြစ်နိုင်ခြင်းရှိတဲ့အပေါ်မှာပဲကျွန်တော်တို့ကရဲဝံ့ပြောရဲတယ်ဆိုရဲတယ်ဖြစ်နိုင်ခြင်းမရှိရင်မပြောရဲတော့ဘူးအာဗြဟံနဲ့ဆာရာအလို့မဟုတ်ဘူးလုံးဝကိုဖြစ်နိုင်ခြင်းမရှိဘူးအသက်100လောက်ရှိနေပြီကိုခန္ဓာသေးနေပြီလို့ကျမ်းစာကပြောတယ်ဝမ်းသေးနေတဲ့မိန်းမဘလို့မှမျိုးမပွားနိုင်ဘူးအဲ့တော့အာဗြဟံနဲ့ဆာရာကမိမိကိုဒီအသေးကဲ့သို့ရှိချောင်းကို၎င်းခင်ပွန်းဆာရာဤဝမ်းဒီသေချောင်းကို၎င်းမအောင်မေ့ပြောမယ်ဆိုရင်ဒီလင်မယားနှစ်ယောက်စလုံးကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးဘာဖြစ်နေပြီလဲသိနေပြီအဲ့ဒီသေတာကိုသူတို့တတလှုပ်လားလှုပ်လားမလှုပ်ဘူးနော်ကျွန်တော်တို့ကလေခန္ဓာကိုယ်မှာတစ်ခုခုဖြစ်နေအဲ့ဒါကိုပဲတတလှုပ်ပြီးတွေ့တဲ့လူတိုင်းကိုလိုက်ပြောနေတာအရင်ကကြိုက်တယ်ဒီလိုထိုင်လို့မကောင်းဘူးဆူတောင်းပေးအောင်နော်ဟုတ်တယ်နော်ဘိုက်ကအောင်နေခါနာတယ်အသက်ကကြီးလာပြီဆိုတာအဲ့ဒါမျိုးကိုအရင်ကြိုက်တာလေအရင်ကြိုက်တာလူတွေကအဲ့ဒါပဲတစ်ချိန်လုံးပြောနေတော့လားအာဗြဟံနဲ့ဆာရာကမပြောဘူးမအောင်မေဘူးလို့တော့ပြောတယ်လေဟုတ်တယ်မလားမအောင်မေဘူးတဲ့ဝမ်းတင်နေတာမအောင်မေဘူးတဲ့လုံးဝကိုဂရုမစိုက်ဘူးလုံးဝကိုမမတ်မိဘူးလုံးဝကိုမဆွဲလန်းဘူးအဲ့ဒါအရေးကြီးတယ်ချစ်တော်မိတ်ဆွေဒီကနေ့အဲ့ဒါအရန်ရေးကြီးတယ်သင်ပါပြဿနာဖြစ်နေလဲမအောင်မေဘူးသင်ပါအနုလက္ခဏာဖြစ်နေလဲမအောင်မေဘူးသင်ရတတ်တာထဲမှာဘာသေးတယ်လဲအဲ့ဒီသေးနေတာကိုမအောင်မေဖို့အရေးကြီးတယ်တခါလေမှာကျွန်တော်တို့ကအဲ့ဒီသေးနေတာကိုပဲအောက်မေ့ပြီးတဖွာပြန်ပြောနေရင်အဲ့ဒီအရာကတင့်ကိုအနိုင်ယူသွားမှာပဲဒါကြောင့်ဒီမှာအာဗြဟံနဲ့ဆာရာနှစ်ယောက်စလုံးကသေနေတယ်တဲ့အဲ့ဒီသေနေတဲ့အရာကိုမအောက်မေ့ဘူးတဲ့ဘာကိုပဲသူတို့စိတ်ဆွဲလန်းလဲဆိုရင်တဲ့ဂရိထားတော်မူသောသူသည်ဂရိတော်တိုင်းတတ်နိုင်တော်မူသည်ကိုစိတ်ဆွဲလန်းလေ၏ဟာလေလုယာဘာကိုဆွဲလန်းတယ်လို့ပြောလဲဂတိတော်ကိုဆွဲလန်းတယ်ဂတိတော်ဆိုတာဘယ်သူစကားလဲဖယားစကားဒါကြောင့်အောင်မြင်ခြင်းတော်သူဖြစ်ခြင်းတယ်ဆိုရင်ဖယားစကားကိုသင်ဆွဲလန်းမှာဆွဲလန်းတယ်ဆိုတာကိုကဦးစားပေးတာလေဟုတ်တယ်မလားsorry ပဲကွာငါမေ့သွားလို့ဆိုရင်ဘာဖြစ်လဲအဲ့ဒါမဆွဲလန်းလို့ပဲအဲ့ဒါဦးစားမပေးလို့ပဲဟုတ်တယ်မလားဦးစားမပေးလို့ပဲမေ့သွားပြီးဆိုကြတဲ့ကိုကဦးစားကိုမပေးလို့ပဲဘာမှညာပြောမနေနဲ့လိန်ပြောမနေနဲ့နော်တခါလေးကျွန်တော်တို့ကကလဖန်လေးစကားထိုးပြီးတော့မှကောင်းအောင်ရှောက်ပြောတာလေမေ့သွားတယ်ဆိုကြတဲ့ကိုကဦးစားမပေးဘူးအဲ့ဒါဆိုတော့အာဗြဟံနဲ့ဆာရာကဖယားစကားကိုဦးစားပေးတယ်ဂရိတော်တိုင်းဂရိထားတော်မူသောသူသည်ဂရိတော်တိုင်းတတ်နိုင်တယ်ဆိုတာကိုပဲသူတို့ကဆွဲလန်းနေတယ်တဲ့သူတို့ရဲ့ခန္ဓာကိုယ်သေနေတဲ့ဟာကိုမအောင်မေ့ဘူးတဲ့ဒီကနေ့ကျွန်တော်တို့တက်တာတွေမှာအဲ့ဒီတရားကိုကျွန်တော်တို့ဆင်ခြင်ဖို့အရေးကြီးတယ်အဲ့ဒီတရားကိုမှတ်သွားဖို့အရေးကြီးတယ်ဒါကြောင့်တင်းရဲ့တက်တာထဲမှာသေနေတဲ့ခန္ဓာတွေရှိကောင်းရှိနိုင်ပါတယ်အနာကပျောက်နေပြီလို့ပြောတယ်မလားအခုတလောခက်စားတဲ့စကားလုံးကအဲ့ဒါပဲလေအနာကပျောက်နေပြီအဲ့ဒါခက်စားတယ်အဲ့ဒါမဆွဲလန်းနဲ့ယုံကြည်သူကအဲ့အနာကပျောက်တာကိုဆွဲလန်းမှာမဟုတ်ဘူးယုံကြည်သူကဘာကိုဆွဲလန်းရမလဲဖယားရဲ့ဂတိတော်ကိုဆွဲလန်းရမယ်ဟာလေလုယာဘေးနာလူနဲ့ပြောပါဦးဆွဲလန်းမဲ့ဟာကိုဆွဲလန်းတော်လို့ကိုရှောက်မဆွဲလန်းနဲ့လို့တခါလေမှာကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာမဆွဲလန်းတဲ့အရာကိုပဲဆွဲလန်းတယ်ဆွဲလန်းရမယ့်အရာကိုကျွန်တော်တို့မဆွဲလန်းဘူးအဲ့ဒါမျိုးကျွန်တော်တို့ဖြစ်တတ်တယ်ဒါကြောင့်အာဗြဟံရဲ့အမျိုးအနွယ်ကဒီကနေ့ထက်ထိ
နော်ဖယားဂတိတော်အတိုင်းပဲကောင်းကင်ကျဲကဲ့သို့များပြားစေမယ်ဝမ်းတင်နေတဲ့လင်မယားနောက်ကိုအဲ့ဒီစကားဖယားပြောတာလေလုံးဝမဖြစ်နိုင်ဘူးလုံးဝမဟတ်ဆက်ဘူးလုံးဝတဘာဝမကြဘူးဖယားပြောတဲ့စကားကကျွန်တော်ခဏခဏပြောသလိုကျွန်တော်တို့ဖယားကဘယ်တော့မှတဘာဝကြတဲ့စကားဘယ်တော့မှမပြောဘူးကျွန်တော်တို့ဖယားကပြောလိုက်ရင်ဘယ်တော့မှတဘာဝမကြဘူးဟုတ်တယ်နော်ဘယ်တော့မှတဘာဝမကြဘူးဘာကြောင့်လဲဆိုရင်အဲ့ဒီဖယားကတဘာဝလွန်ဖယားဖြစ်တော်ကြောင့်ဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီတဘာဝလွန်ဖယားပြောတဲ့စကားကိုပဲကျွန်တော်တို့အရောက်တိုင်းကဆွဲလန်းရမှာဖြစ်တယ်ဒါကြောင့်ဖယားစကားကိုဦးစားပေးပါခန္ဓာကိုယ်ခံစားချက်ကိုဦးစားမပေးပါနဲ့ဝမ်းတင်နေပြီမိမလည်းဝမ်းတင်နေပြီငါလည်းမစွမ်းတော့ဘူးဘယ်လိုလုပ်ကလေးရမလဲအဲ့ဒါတော့မဆွဲလန်းနဲ့နော်အဲ့ဒါသွားဆွဲလန်းလို့အဲ့ဒါစဉ်းစားလိုက်တဲ့အခါမှာလေဘာဖြစ်လဲသေးလားစာရာကအကြံဖန်စိတ်တွေဝင်လာတာနော်အဲ့ဒါသွားစဉ်းစားအကြံဖန်စိတ်တွေဝင်သွားတာဒါကိုအကောင့်ထဲပေါ်အောင်ဘယ်လိုလုပ်ကောင်းမလဲအော်ဒီလိုလုပ်မယ်လေအိမ်မှာဟာကရရှိတာပဲကျွန်မလေးရှိတယ်လေအဲ့ဒီကျွန်မလေးနဲ့ငါယောက်ျားကိုအိတ်ခိုင်းလိုက်မယ်ဟောအဲ့ဒါတွေဖြစ်လာအောင်အဲ့ဒါအကြံဖန်တွေလုပ်လာတာလေကလပန်ထိုးတဲ့စိတ်တွေဖြစ်လာအောင်အဲ့ဒီလိုကလပန်ထိုးလိုက်တဲ့ကကျတော့အာဗြဟံလည်းနှစ်ခါမပြောရဘူးသွားအိတ်လိုက်တာပဲလေအဲ့တော့ဘသူမွေးလာလဲဣရှမေလမွေးလာတယ်ဒီကနေ့တတိပြဿနာမပြီးနိုင်ဘူးလားအကြံဖန်လှုပ်တာကတော့ခင်ဗျာခဏလေးနဲ့ပြည်တယ်သွားမယ်လို့ထင်သလားမထင်နဲ့အဲ့ဒီအကြံဖန်လှုပ်တဲ့ဟာကပြီးကိုမပြီးနိုင်တော့ဘူးလားဒီကနေ့တတိမပြီးနိုင်ဘူးလားအဲ့ဒါကြောင့်အရေးကြီးတယ်ကျွန်တော်တို့ရောက်တိုင်းရဲ့သက်တာထဲမှာအကြံဖန်နဲ့မသွားနဲ့တမန်တရားနဲ့သွားဘုရားစကားနဲ့သွားဘုရားရဲ့ဂရုတော်နဲ့သွားဒါကြောင့်ကျွန်တော်တို့ရောက်တိုင်းကနေ့တိုင်းမှာအင်းနာဘွားဆိုတဲ့ဘုရားရဲ့အတန်ကိုနားထောင်တတ်တဲ့အသက်တာရှိဖို့ရည်ကြီးတယ်ငါတိုးတို့ဒီငါစကားတန်ကိုကြား၍ငါနောက်တော့လိုက်၏ထိုတိုးတို့ကိုငါလက်မှအဘယ်သူများမနှုတ်မယူနိုင်ရလို့ဘုရားကအာမခံချက်ပေးတယ်ဒါကြောင့်ဘုရားရဲ့အတန်တော်နဲ့တွားတော်သူသည်အောင်မြင်တော်သူဖြစ်တယ်ဟာလေလုယာဒုတိယတစ်ချက်ကတော့ word of God ဘုရားရဲ့အလိုတော်ကိုသိပါဘုရားရဲ့အလိုတော်ကိုသိပါဘုရားကဘာအလိုရှိတယ်လဲဆိုတာကိုသိဖို့ကျွန်တော်တို့အရေးကြီးတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့လူတွေကတော့ good idea နဲ့ပဲသွားကြတယ်နော် good idea နဲ့သွားဖို့မဟုတ်ဘူး God idea နဲ့သွားဖို့ဖြစ်တယ်တခါတည်းမှာကျွန်တော်တို့ကဒါကအကောင်းဆုံးပဲဒါကအကောင်းဆုံးပဲအကောင်းဆုံးလုပ်လို့ဒုက္ခရောက်တဲ့သူတွေကျမ်းစာထဲမှာရှိတယ်အကောင်းဆုံးလုပ်လို့ရှောလူအကောင်းဆုံးလုပ်တာလေရက်ပူဇွေတယ်ဆိုတာမကောင်းဘူးလားကောင်းတယ်ဒါပေမဲ့ဖျားခိုင်းလားမခိုင်းဘူးအဲ့ဒါ तू တွားထလုပ်တဲ့အခါကျတော့ဘာဖြစ်လဲအဲ့ဒီရှင်ဘရင်ယာဒူးတောင်ပြုတ်သွားတယ်အကောင်းဆုံးလုပ်လို့ယာဒူးပြုတ်သွားတာဒါကြောင့်ကျွန်တော်တို့အရောက်တိုင်းကအကောင်းဆုံးလုပ်ဖို့မဟုတ်ဘူးဟုတ်တယ်နော် good idea နဲ့သွားဖို့မဟုတ်ဘူးကျွန်တော်တို့က God idea နဲ့သွားဖို့ဖယားကျွန်တော်တို့ဘာပြောဖြစ်စေခြင်းတယ်လဲဖယားကျွန်တော်တို့ပုံမှာဘာအကြံစီရှိတယ်လဲဖယားဘာအလိုရှိတယ်လဲအဲ့ဒီအရာကိုပဲသိပြီးတော့မှဒီကနေ့ကျွန်တော်တို့ကအလုတ်တော်သူဖြစ်ဖို့အရေးကြီးတယ်ဒါကြောင့်စောစောကကျွန်တော်တို့ပြောတာဘယ်တော့မှအကျွေးယူပြီးအလုံးမလုံးနဲ့ဆိုတာအဲ့ဒါကိုပြောတာရှိတဲ့အရာနဲ့ဖယားကျွန်တော်တို့ကိုဘာအသုံးပြုချင်လဲအမှကျမ်းစာထဲမှာကျွန်တော်တို့ကြည့်တဲ့အခါမှာဖယားသခင်ရှိကနီလန်ပေါင်းမြောက်များစွာရှိပြီလားဖယားသခင်ရှိမှာနီလန်မရှိတော့ဘူးနီလန်ကုန်သွားပြီဆိုတာဖယားရှင်ရှိမှာမရှိဘူးမရှိဘူးကြောင်ပိတ်မိတဲ့အခါမျိုးတော့မှဖယားကသူ့စကားနဲ့သူပဲလှုပ်သွားတာလေမောရှေတို့ရှေ့မှာပင်လယ်ကကာစီးနေပြီနောက်ကဖာရောစစ်တပ်ကလိုက်လာပြီကြောင်ပိတ်မိတာပဲဒါနောက်လှည့်ပြေးရင်လည်းအသက်ခံရမှာရှေ့လည်းပြေးလို့မရဘူးဟိုမှာပင်လယ်လေလုံးဝကြောင်ပိတ်မိတာပဲဒါပေမဲ့အဲ့ဒီထဲကနေပြီးတော့မှလမ်းကိုပြင်ဆင်တဲ့ဖရားဖြစ်တယ်ဒါကြောင့်ဖရားရဲ့ယူဆချက်နဲ့ဖရားရဲ့ဖွင့်ပြချက်နဲ့ဖရားရဲ့နီးလန်းနဲ့ပဲဒီကနေ့ကျွန်တော်တို့အလုပ်လုပ်တော်သူများဖြစ်ဖို့လိုတယ်တတိယတစ်ချက်ကတော့ဗာလဲဆိုလို့ရှိရင်ဖရားရဲ့အချိန်ကို
စောင့်ပါ wait on God ဖယားရဲ့အချိန်ကိုစောင့်နော်တခါတည်းမှာကျွန်တော်တို့ကအချိန်မစောင့်နိုင်ဘူးနောက်ကျပြီလို့ထင်တယ်ငါတော့နောက်ကောက်ကြံခဲ့ပြီလို့ထင်တယ်ငါကတော့နော်လူများနောက်မှာပဲဖြစ်ပြီလို့အဲ့ဒီလိုကျွန်တော်တို့ကထင်တယ်အချိန်တွေကိုကြည့်ပြီးတော့ပါဖယားသခင်ရဲ့အချိန်ကိုစောင့်ပြီးအလုတ်လုတ်တက်တဲ့သူဖြစ်ဖို့အင်မတန်မှအရေးကြီးပါတယ်ဘာကြောင့်လဲဆိုရင်တခုမြောက်သောဆန်လံမာကမိမိအချိန်တန်မှာအသီးကိုတီး၍အရွက်မညှိုးနှမ်းတတ်သောအပင်နှင့်တူလေပြုတ်လေသမျှတို့၌အောင်လိုက်တည်းဒါကြောင့်အချိန်တန်မှအသီးတီးဖို့ရန်အတွက်ဖယားကလှုပ်ပေးဖို့ဂတိရှိပြီးသားဖြစ်တယ်ဒါကြောင့်သင်ကလူဆိုးတို့လမ်းမှာမရမနေဘူးမထီမဲ့မြင်ပြသောသူတွေအစည်းအဝေးမှာမထိုင်ဘူးဟုတ်တယ်နော်အဲ့ဒီအသက်တာတွေရှိဖို့အရေးကြီးတယ်ဒါကြောင့်ဖယားသခင်ရဲ့အချိန်ကိုစောင့်ဖို့အရေးကြီးတယ်နော်ဖယားသခင်ရဲ့အချိန်ကိုစောင့်ဖို့အရေးကြီးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်စောတော့တချင်းဆိုတာတော့ဒီချိန်ကငါတို့အချိန်လို့ဆိုတယ်လေဟုတ်တယ်မလားဒီချိန်ကငါတို့အချိန်ဆိုတာကသင်အလုပ်လုပ်ရမယ့်ဟာကိုပေါ်ညွှန်းတဲ့ဟာကိုပြောတာပါနော်အချင်းနဲ့စံကျင်ပဲဖြစ်နေပါဆိုလို့နော်ဆိုတော့ in his time ဖယားရဲ့အချိန်ကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးတယ်နော်ဖယားရဲ့အချိန်ကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးတယ်ဖယားရဲ့အချိန်ကိုသင်နားလည်သဘောပေါက်ရင်သင်အချိန်ကိုလည်းသင်သဘောပေါက်လာမှာပဲသင်လောက်ရမယ့်အချိန်ကိုလည်းသင်သဘောပေါက်လာမှာဖြစ်တယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ကစိတ်ဆန္ဒစောပြီးထလုပ်လိုက်ဖို့လည်းမဟုတ်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်32ခုမြောက်သောစာလံအပိုင်းငယ်8မှာကသင်ကိုငါတွင်တင်မည်နော်သင်ကိုငါပြညွန်မည်ဉာဏ်ပညာမဲ့တော့မြင်လာခဲ့တော့မဖြစ်နဲ့အဲ့မှာတရိစ္ဆာန်နှကောင်နဲ့နိုင်တယ်လေမြင်ဆိုတာလျင်မြန်တဲ့သဘာဝရှိတာလားဆိုတာနှေးကွေးတဲ့သဘာဝရှိတာအဲ့တော့မြန်မြန်လည်းမလုံးနဲ့နှေးနှေးလည်းမလုံးနဲ့ဖယားမြန်တာလည်းမကြိုက်ဘူးနှေးတာလည်းမကြိုက်ဘူးဟုတ်တယ်နော်ကျွန်တော်တို့ကတော့ဟာနှေးနေပြီထင်တယ်နော်တခါလေဟာမြန်နေပြီထင်တယ်ဖယားမြန်တာလည်းမကြိုက်ဘူးနှေးတာလည်းမကြိုက်ဘူးဖယားဘာကြိုက်တာလဲဆိုရင်သူပြောတဲ့အချိန်တိုင်းလုပ်တာကိုကြိုက်တာဒါကြောင့်သင်ကိုငါတွင်တင်မည်သင်ကိုငါပြညွှန်မည်ဉာဏ်ပညာမဲ့တော့မြင်လာခဲ့တော့မဖြစ်နဲ့ဒါကြောင့်ဖယားရဲ့အချိန်ဖယားရဲ့အချိန်အဲ့ဒီဖယားရဲ့အချိန်ကိုဒီကနေ့ကျွန်တော်တို့နားလေသဘောပေါက်ပြီးတော့မှအလုတ်လုတ်ရဲ့သင်ရဲ့တက်တာတွေကအောင်မြင်မဲ့ပြုတ်လေသမျှတို့၌အောင်မြင်မယ်လို့ပြောတာလေအဲ့ဒါပဲအခါတည်းမှာကျွန်တော်တို့အောင်မြင်ခြင်းကိုမြန်မြန်ရခြင်းမြန်မြန်ရခြင်းတဲ့အတွက်ကြောင့်မြန်မြန်ထလုပ်တာမျိုးတွေရှိတတ်တယ်အဲ့ဒီထလုပ်တဲ့ခါမှာပဲအရှုံးပေါ်တာတွေကျွန်တော်တို့တွေ့နိုင်တယ်နော်ဒါကြောင့်ဖယားရဲ့အချိန်ကိုစောင့်ပါအဲ့ဒီဖယားရဲ့အချိန်နဲ့ပဲဒီကနေ့ကျွန်တော်တို့အလုတ်တုတ်တက်တော်သူဖြစ်ဖို့အရေးကြီးတယ်ဆိုတာကျွန်တော်တို့တွေ့ရတယ်နံပါတ်၄တစ်ချက်ကတော့ဖယားပေးသောအစွမ်းတတိဖြင့်စ조사အားထုတ်ပါဖယားပေးတဲ့အစွမ်းတတိနဲ့ဘာလုပ်ရမလဲစ조사အားထုတ်ရမယ်စ조사အားထုတ်ရမယ်တခါတည်းမှာကျွန်တော်တို့ကကဲတင်ချင်းနဲ့ရောသွားပြီးတော့မှငါတို့စ조사စရာမလိုဘူးစ조사စရာမလိုဘူးဆိုတဲ့ဟာမျိုးကျွန်တော်တို့ကတခါတည်းမှာရောပြီးတော့မှလိုက်သွားတာမျိုးကျွန်တော်ရှိတတ်တယ်ကဲတင်ချင်းရဖို့ရန်အတွက်ကတော့သင်စ조사စရာမလိုဘူးဟုတ်တယ်နော်ကဲတင်ချင်းရဖို့ရန်အတွက်သင်စ조사စရာမလိုကိုကုသိုလ်ကြောင့်ကဲတင်တော်မူခြင်းတို့ရောက်တည်မဟုတ်ပြောပြီးသားလေဖယားသခင်တနာတော်မူရာဖြစ်တည်းအဲ့ဒါကအေဖက်ခန်းကြီးနဲ့အငယ်8နဲ့9မှာအဲ့တိုင်ပြောဒါပေမဲ့30ကျတော့ဗာလဲဆိုလို့ရှိရင်30ကျတော့ဗာပြောတယ်အေဖက်ခန်းကြီးနဲ့အငယ်30ကျတော့ဗာပြောတယ်ကောင်းသောအကျင့်တို့၌ကျင်လည်မဲ့အကြောင်းပြင်ဆင်တော်မူနှစ်ပြီလို့ပြောတယ်လေကောင်းတဲ့အကျင့်ကြောင့်ကယ်တင်ခြင်းရတာတော့မဟုတ်ဘူးကယ်တင်ခြင်းရတဲ့သူဟာကောင်းသောအကျင့်မှာကျင့်လိုက်ရအလူငွေပေးလို့ကယ်တင်ခြင်းရတာမဟုတ်ဘူးကယ်တင်ခြင်းရတဲ့သူကပေးလူတတ်တယ်အဲ့ဒီတတ်တာမျိုးပေါ့နော်ကောင်းသောအကျင့်ကျင့်လို့ကယ်တင်ခြင်းရတာတော့မဟုတ်ဘူးကယ်တင်ခြင်းရတဲ့သူကကောင်းသောအကျင့်မှာကျင့်လိုက်ရမယ်အဲ့ဒီတတ်တာကိုကျွန်တော်တို့နားလဲခွဲခြားနားလဲဖို့အရေးကြီးတယ်ဆိုတာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့
ယုံကြည်သူရဲ့အသက်တာထဲမှာဖခင်ကတရားဟောကြံခန်းကြီး8ငယ်18မှာစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုဖခင်သခင်ပေးတော်မူ၏အဲ့မှာနားလည်ဖို့အရေးကြီးတယ်နော်ဖခင်ကစီးစိမ်ကိုပေးတာမဟုတ်ဘူးဘာကိုပေးတာလဲစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုပေးတာဒါကြောင့်သင်ရဲ့အထဲထဲမှာအစွမ်းတတ္တိတွေရှိတယ်အဲ့ဒီအစွမ်းတတ္တိကိုသင်ကအသုံးပြုတတ်ဖို့အရေးကြီးတယ်အခါတရံမှာကျွန်တော်တို့ကဘာမှမလုပ်ဘဲနဲ့စီးစိမ်ပဲပုံကြလာမယ်လို့အဲ့လိုထင်တာလေမဟုတ်ဘူးရွှေငွေတွေပုံကြလာမယ်လို့ထင်တာဘုရားသခင်ကကျွန်တော်တို့ရောက်တဲ့သက်တာထဲမှာအစွမ်းတတ္တိကိုပေးတယ်ဘုရားဖြစ်တယ်ဒါကြောင့်အဲ့ဒီအစွမ်းတတ္တိနဲ့ဘုရားကကျွန်တော်တို့ကိုအလုပ်လုပ်စေချင်တာဖြစ်တယ်ကျွန်တော်ပြီးခဲ့တဲ့8 ရက်နေ့ရပဲဒီ American တန်ယုံကျွန်တော်သွားတယ်ဒီမလေးရှား American တန်သွားတော့ကျွန်တော်နဲ့စကားပြောမဲ့သူကကျွန်တော်ကိုအင်္ဂလိပ်လိုပြောတော့ကျွန်တော်လည်းနားလည်လိုက်နဲ့နားထောင်ပြီးကျွန်တော်ပြောတာလေးသူ့ကိုပြောတာအဲ့တော့သူကကျွန်တော်ကိုပြောဆိုမင်း interpreter ပါလာတဲ့စကားပြန်ပေးမဲ့လူပါလာတဲ့ပါတယ်လို့မင်းခေါ်မလားတဲ့အဲ့ကျွန်တော်စဉ်းစားမခေါ်ဘူးလို့ငါစူးစမ်းပြီးပြောမယ်လို့အဲ့ဒါ तू ကတော်တော်သဘောကျသွားပုံရတယ်ရှင်နဲ့ okay တဲ့ဆိုပြီးတော့မှ तू ကအဲ့ဒါ तू ပြောတော့တာကျွန်တော်မေးတော့တာ तू မေးသမျှလဲကျွန်တော်နားလေတော့ဖြေတယ်ပြီးတာနဲ့ तू ကကျွန်တော် passport okay တဲ့ထားခဲ့လိုက် passport ထားခဲ့လိုက်တော့တဲ့ငါမင်းကိုအကြောင်းကြားမယ် passport ထားခဲ့လိုက်တော့ဆိုတာအဲ့ဒါသဘောပေါက်တယ်လေဟုတ်တော့မလားမရဘူးဆိုရင် passport ပြန်ယူသွားပြီးပြန်တော့လို့ပြောပါလေဟုတ်တော့မလားpassport ထားခဲ့လိုက်တော့ဆိုတော့ तू ကျွန်တော်ကိုဗီဇာပေးခြင်းလို့ပဲအဲ့တော့ကျွန်တော်စဉ်းစားတယ်ဘာကြောင့်လဲဘာမှမမေးဘူးနော်ကျွန်တော်ကပိုင်ဆိုင်မှုလည်းတောင်းမကြည့်ဘူးဟိုဘာသာပြန်ထားတဲ့ notary လည်းဘာမှတောင်းမကြည့်ဘူးဘလောက်ပိုင်တယ်လဲ bank statement တွေပါလဲဘာတစ်ခုမှတောင်းမကြည့်ဘူးဘယ်သူထောက်ခံစားလဲအသင်းတော်ထောက်ခံစားလားအဖွဲ့ချုပ်ထောက်ခံစားဘာမှလည်းတောင်းမကြည့်တော့ဘူးကျွန်တော်ရဲ့ဘိုးဟိုပါပေါ့ဆွေမျိုးဆက်စရင်တော့တောင်းကြည့်တယ်မိသားစုဘယ်မှာနေလဲဆိုတာလည်းမေးတယ်အဲ့တော့ကျွန်တော်ပြန်ပြီးသုံးသပ်တဲ့အခါကျတော့ဘာတွေ့ရလဲဆိုလို့ရှိရင်ငါစူးစမ်းပြီးပြောမယ်ဆိုတဲ့ဟာကိုသူသဘောကျသွားတာဟာလေလုယာအဲ့တော့ဆိုလိုချင်တာပါလဲဆိုရင်ဘုရားသခင်ကကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာကိုစူးစမ်းအားထုတ်တဲ့အသက်တာကိုလိုချင်စူးစမ်းအားထုတ်တဲ့အသက်တာအဲ့ဒီစူးစမ်းအားထုတ်တဲ့အသက်တာအတွက်ပဲဘုရားကကျွန်တော်တို့ကိုစီးစိမ်ရတတ်သောအစွမ်းတတ္တိကိုထည့်ထားပေးတာဖြစ်တယ်ဒါကြောင့်သင်သည်အောင်မြင်တော်သူတယောက်ဖြစ်ချင်တယ်ဆိုရင်သင်ထဲထဲမှာရှိတဲ့အစွမ်းတတ္တိကိုထုတ်ပြီးအသုံးပြုတော်သူဖြစ်ဖို့အရေးကြီးတယ်။ဒီတောင်ကိုဘုရားကပြောတယ်ဆိုရင်ယခုသင်ရတော့တကိုးကိုအမိပြုပြီးသွားတော့တခါလေမှာကျွန်တော်တို့ကဘာပဲမျှော်လင့်လဲဆိုရင်ဘုရားကပဲကျွန်တော်တို့ကိုဂုတ်ဆွဲပြီးတော့မှဒီလိုပို့တာမျိုးလိုချင်တာလေဘုရားအဲ့လိုပို့မှာမဟုတ်ဘူးနော်ဖယားကတင်အဲ့ဒီနေရာကနေထသွားနိုင်တဲ့အစွမ်းတတ္တိထသွားနိုင်တဲ့အားတွေအင်းတွေအားလုံးကိုထည့်ထားပေးပြီးတော့မှတင်ကိုယ်တိုင်ထသွားတာမျိုးကိုဘုရားလိုချင်တာအဲ့ဒါအောင်မြင်တော်သူရဲ့အတ္တတာအဲ့ဒါပဲဒါကြောင့်ယုံကြည်သူဆိုတာစူးစမ်းအားထုတ်ရယုံကြည်သူရဲ့အတ္တတာလေဘာကြောင့်လဲတန်ရှင်သောဝိညာဉ်တော်ရဲ့စုကျေးဇူးတန်ရှင်သောဝိညာဉ်တော်ရဲ့အလေးအလာကိုပင်ကျွန်တော်တို့ကြည့်တဲ့အခါမှာကျန်စီတက်ဆွမ်းနိုင်သောဝိညာဉ်တော်လို့ပြောတာဟုတ်တယ်နော်ကျန်စီတက်ဆွမ်းနိုင်သောဉာဏ်ပညာကိုပေးသောဝိညာဉ်တော်အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်အားထုတ်ပြီးတော့မှစ조사ပြီးတော့မှအလုပ်လုပ်စေခြင်းနဲ့ဖျားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရောက်တိုင်းအောင်မြင်တော်သူဖြစ်ခြင်းနဲ့ဆိုရင်သင်ငပြင်းလုပ်လို့မရအောင်ဘေးနာလူနည်းနည်းပြောပါဦးမပြင်းနဲ့နော်လို့ဟာလေလုယာနောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာငွေကိုဗဟိုပြုတ်ပြီးအသက်မရှင်ပါနဲ့လူကိုတန်ဖိုးထားပါတခါတည်းမှာကျွန်တော်တို့ကဘသူတေတေငတေမှာပြီးရောဆိုတဲ့ဟာမျိုးရှိတတ်တယ်လေ
နော်ငွေရဖို့ပဲငါအောင်မြင်ဖို့ပဲငါအခွင့်အရေးရဖို့ပဲငါပဲနံပါတ်1ဖြစ်ရမယ်ငါကပဲမြန်မြန်ရရမယ်ငါကပဲမြန်မြန်အောင်မြင်ရမယ်ဆိုတာမျိုးပဲကျွန်တော်တို့ကလိုချင်တယ်နော်အဲ့ဒါမျိုးအသက်ရှင်ဖို့မဟုတ်ဘူးအဲ့ဒါမျိုးအသက်ရှင်ဖို့မဟုတ်ဘူးစီးပွားရေးသမားလောကထဲမှာတောင်မှငွေပဲဦးစားပေးပြီးတော့မှငွေရဖို့ပဲဆိုတဲ့ဟာလုတ်တဲ့သူနဲ့လူကိုတန်ဖိုးထားပြီးလုတ်တဲ့စီးပွားရေးသမားတွေအောင်မြင်တာမတူဘူးအောင်မြင်တာမတူဘူးအမှန်ဆိုရင်တော့အခုကျွန်တော်တို့မြန်မာပြည်မှာ business နဲ့ပတ်သက်ပြီးတော့ management နဲ့ပတ်သက်ပြီးဟောနေတဲ့သူတွေရှိတယ်လေနာမည်ကြီးပြီးတော့မှဟိုမှာလင်းတိုင်ညွန့်တို့ပြည်ခိုင်တို့မာတင်တို့ဆိုတဲ့အဲ့ဒီပုံကိုယ်တွေ business သမားတွေဟောပြောပွဲတွေလုပ်နေတာရှိတယ်လွန်ခဲ့တဲ့9နှစ်လောက်ကထင်တယ်ကိုဗစ်မတိုင်ခင်လောက်ကတော့ရန်ကုန်မှာ business နဲ့ပတ်သက်ပြီးဟောပြောပွဲတစ်ခုလုပ်တယ်ပြည်ခိုင်လုပ်တာထင်တယ်ဆရာပြည်ခိုင်လုပ်တာသူကဘယ်သူ့ကိုခေါ်လို့လဲဆိုရင် John C. Maxwell ကိုခေါ်လို့တာလေ John C. Maxwell ဆိုတာကသင်ဟုတ်ဆရာလေဟုတ်တယ်နော်ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ management နဲ့ပတ်သက်ပြီးတော့မှနော်ဒီတုံ့တင်မှုမှာဘုရားအသုံးပြုတဲ့ဆရာကြီးဖြစ်တယ် John C. Maxwell ဆိုတာသူကိုယ်တိုင်လာတယ်လေလာပြီးတော့မှအဲ့ဒီမယုံကြည်သူကသူ့ကိုခေါ်ပြီးတော့မှဆမနာလောက်တာရှေ့ဆုံးခုံမှာထိုင်တဲ့လူကတိတ်အစိတ်ပေးရတယ်ထိုင်ကုန်မပေးဘူးနော်မတက်ရက်ပြီးနားထောင်3သိန်းဘာထမင်းမှမကြွေဘူးကိုယ့်ရေကိုတောက်ကိုထမင်းမှုနဲ့ကိုလာစားရတာမယုံကြည်သူကလှုပ်သွားတာလေပြောမယ်ဆိုရင်အဲ့တော့ဘာလို့လဲယုံကြည်သူတမန်တရားကိုသိတဲ့အဲ့ဒီတမန်တရားကိုထုတ်ဖော်ပြီးပြောနေတဲ့ဒီစနစ်တွေအားလုံးကဒီနှုတ်ကပတ်တော်ထဲမှာပဲရှိတာပဲလေဒါကြောင့်အောင်မြင်တဲ့ဒီစနစ်တွေတမန်တရားထဲမှာရှိပြီးသားသင်ကိုပေးပြီးသားသင်လက်ထဲမှာရှိပြီးသားသင်အဲ့ဒါကိုထုတ်ဖော်ပြီးတော့မှပဲအသုံးပြုတော်သူဖြစ်ဖို့အရေးကြီးတယ်ဒီတမန်တရားထဲမှာပဲနီလန်းပေါင်းစုံပါတယ်ပရိန်လုတ်တဲ့ပညာတွေဒီထဲမှာပါတယ်လက်သမားလုတ်တဲ့ပညာတွေဒီထဲမှာပါတယ် gas နဲ့ပတ်သက်တဲ့ဟာတွေဒီထဲမှာပါတယ်သိပ္ပံပညာနဲ့ပတ်သက်တဲ့ဟာတွေဒီထဲမှာပါတယ်အကုန်လုံးပါတယ်ဒီထဲမှာအကုန်လုံးပါတယ်ဘာကြောင့်လဲဆိုရင်ဖယားကိုယ်တိုင်ကဖန်ဆင်းတော်မူခြင်းနဲ့ကင်းလွတ်သောအရာတစ်စုံတစ်ခုများမရှိလို့ပြောပြီးသားပဲလေဒါကြောင့်တစ်ခါတည်းမှာကျွန်တော်တို့ကအဲ့ဒါကိုကြော်သွားပြီးတော့မှအပြင်ဘက်မှာပဲသွားရှာနေတာကြော်သွားပြီးတော့မှဟိုလူရှိမှဒီလူရှိမှဆိုတဲ့ဟာမျိုးပဲကျွန်တော်တို့သွားရှာနေတာအဲ့တော့အမှန်ဆိုရင်ကျွန်တော်တို့ကနီးလျက်နဲ့ဝေးနေတာလေဖယားကဒီမှာကျွန်တော်တို့ကိုပေးပြီးသားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာတခြားနီးလမ်းမရှိပါဘူးဖယားနီးလမ်းနဲ့ပဲကျွန်တော်တို့သွားဖို့အရေးကြီးတယ်ဖယားကကျွန်တော်တို့ကိုအောင်မြင်ဖို့ရန်အတွက်ဖယားကကျွန်တော်တို့ကိုပေးပြီးသားပဲဖြစ်တယ်ဒါကြောင့်ဖယားကသူဖန်ဆင်းထားတဲ့လူတွေကိုတန်ဖိုးထားပြီးတော့မှအလုပ်တာကိုဖယားကလိုချင်တာဖြစ်တယ်ဒါကြောင့်ငွေရဖို့လောက်ပဲကျွန်တော်တို့အသက်မရှင်ပါနဲ့အောင်မြင်ဖို့လောက်ပဲအသက်မရှင်ပါနဲ့အခွင့်အရေးရဖို့လောက်ပဲသင်အသက်မရှင်ပါနဲ့ဖယားဖန်ဆင်းထားတဲ့လူကိုတန်ဖိုးထားပြီးတော့မှဒီကနေ့သင်အသက်ရှင်ဖို့အရေးကြီးတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စัจ java လာတစ်ခုလုံးကိုအကျွင်းမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးရင်အဘယ်ကျေးဇူးရှိသနည်းလို့ကျမ်းစာကပြောရတာလူကတန်ဖိုးရှိဆုံးတယ်။ဒါကြောင့်လူကိုတန်ဖိုးထားပြီးကျွန်တော်တို့အသက်ရှင်တော်သူဖြစ်ဖို့အရေးကြီးတယ်။တုတ်တန်ကျမ်းထဲမှာလေပညာရှိတဲ့သူလို့သတ်မှတ်ခြင်းခံရတဲ့တိရစ္ဆာန်လေးတွေရှိတယ်အဲ့ဒီထဲမှာပါရေးလဲဆိုလို့ရှိရင်လက်ဖြင့်ကင်ဆဲ၍နန်းတော်၌ပင်နေတတ်သောအိမ်မြောင်တစ်ပါးလို့ရေးတယ်မြန်မာကျမ်းစာကတော့အိမ်မြောင်လို့အဲ့မှာရေးတယ်လေအင်္ဂလိပ်ကျမ်းစာမှာကျတော့ spider လို့ရေးတယ် spider ဆိုတာပင်ကူပေါ့နော်ဘလို့အိမ်မြောင်နဲ့ပင်ကူနဲ့ဘလို့လွဲသွားလဲတော့မပြောတတ်ဘူးနော်ဒါပေမဲ့ထားလိုက်တော့အဲ့ဒါသိအရေးမကြီးဒါပေမဲ့သူ့ရဲ့တဘာဝလေးကိုကျွန်တော်တို့ကြည့်ရင်ဘာကိုဆိုလိုချင်တာလဲဆိုလို့ရှိရင်နော်နန်းတော်၌ပင်နေတတ်သောအိမ်မြောင်တစ်ပါးလို့ပြောတယ်အိမ်မြောင်ကဘယ်မှာနေလဲနန်းတော်မှာနေတယ်အဲ့နန်းတော် तू ဆောက်လားမဆောက်ဘူး तू မဆောက်ဖဲနဲ့ तू က
အချောင်ဝင်နေလိုက်တာလေအဲ့ဒီခွင့်ရရှိတယ်ကျွန်တော်တို့စောက်ထားတာလူများစောက်ထားတာအပြန်စားစောက်ထားတာယုံကြည်သူနေဖို့ဖြစ်တယ်ဟာလေလုယာအဲ့ဒီအသက်တာရှိတယ်လို့အဲ့ဒီပင်ကူတွေအိမ်စောက်တာတွေ့ဘူးလားပင်ကူတွေကဘာနဲ့အိမ်စောက်လဲဟမ်အဲ့အမြင်ကဘယ်ရသွားယူတာလဲသူ့ရဲ့အထဲတွေကလေဟုတ်လို့မလားအဲ့ဒီအမြင်ကိုထုတ်ပြီးဆိုသူအောက်ကိုဝီးဆူကြသွားဟုတ်တယ်နော်ပြီးရင်ပြန်တက်လာအဲ့လိုနဲ့သူကသူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစွမ်းတတ္တိတွေကိုထုတ်ပြီးတော့မှသူနေစရာအိမ်ကိုသူစောက်တာဒါကြောင့်ကျမ်းစာကပညာရှိတဲ့တရိษံတွေမှာတတ်မှတ်ထားတာလေအဲ့တော့ဒီကနေ့လဲကျွန်တော်တို့ရောက်တိုင်းရဲ့သက်တာထဲမှာတဲ့အထဲထဲမှာဘုရားကအစွမ်းတတ္တိတွေထည့်ထားပေးတယ်လောက်ပိုင်ခွင့်တွေရှိတယ်လုံနိုင်တဲ့အင်အားတွေရှိတယ်ကြံစီတက်ဆွမ်းတဲ့အစွမ်းတတ္တိတွေဘုရားကပေးထားတယ်အဲ့ဒီအရာတွေနဲ့သင်သည်အောင်မြင်တော်သူဖြစ်ဖို့ဘုရားကအလိုရှိတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ရောက်တိုင်းရဲ့အသက်တာထဲမှာကျမ်းစာကဘာပြောလဲဆိုလို့ရှိရင်ထို့သောဖြစ်၍ငါလက်တင်သောအားဖြင့်သင်၌ဘုရားသခင်ပေးတော်မူသောဆုကိုနှိုးဆော်မည်အကြောင်းငါသည်သင်ကိုသတိပေး၏တဲ့ကျွန်တော်တို့အရောက်တိုင်းရဲ့အသက်တာထဲမှာဘုရားသခင်ကဆုကျေးဇူးတွေပေးပြီးသားဖြစ်ဘုရားသခင်ပေးတဲ့ဆုကျွန်တော်တို့ထဲထဲမှာနှိုးဆော်ပြီးတော့မှနော်နှိုးဆော်မဲ့အကြောင်းလို့ပြောနေတာထုတ်သုံးဖို့စ조사အားထုတ်ဖို့ပေါ်ပေါ်လွင်လင်ထင်ထင်ရှားရှားဖြစ်ဖို့အဲ့ဒီအသက်တာတွေနဲ့ဘုရားကသင်ကိုအသက်ရှင်စေခြင်းတာဖြစ်တယ်အားလုံးကိုအစွမ်းတတ္တိပေးထားပြီးသားဖြစ်တယ်ဘယ်သူ့ကိုမှဘုရားကမျက်နှာမလိုက်ဘူးဖြစ်တယ်ဒါကြောင့်ကိုအတုံးမချဘူးဆိုတဲ့အတွေးခေါ်တွေဖယ်လိုက်ဖို့အရေးကြီးတယ်ငါဘာမှမတက်ဘူးငါဘာမှလူရမဝင်ဘူးငါကဘာမှအသုံးပြုလို့လည်းမရဘူးငါကဘာမှသုံးစားလို့မရပါဘူးဆိုတဲ့အဲ့ဒီစိတ်တက်တွေကိုဖယ်ပစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ကဘုရားကအားလုံးကိုအစွမ်းတတ္တိပေးထားပြီးသားဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်တို့ရောက်တိုင်းရသက်တာထဲမှာကျွန်တော်တို့ရထားတဲ့စုကျေးဇူးတွေကိုစ조사ပြီးတော့မှအောင်မြင်တော်သူနော်ဘုရားသခင်ကစ조사တဲ့သူကိုချီးမြှောက်အောင်မြင်စေဖို့ဘုရားကဂတိရှိဒါကြောင့်ဂျူးလူမျိုးတွေအလုတ်လို့ဖို့ရန်အတွက်ကျမ်းစာပဲဖတ်တယ်ဂျူးလူမျိုးတိုင်းကကျမ်းစာကိုမှတ်ဖတ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီကျမ်းစာထဲမှာပဲဘယ်သူ idea တွေရှိတာလဲ God idea တွေရှိတာလေအဲ့ဒီ God idea တွေကပဲဒီကနေ့ခံယူပြီးတော့မှသဘောပေါက်ပြီးတော့မှအသက်ရှင်တဲ့သူတွေကဘယ်သူကမှတားဆီးလို့မရဘူးဘယ်သူကမှဆွဲချလို့မရဘူးဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အရောက်တိုင်းကအောင်မြင်တော်သူဖြစ်တယ်လို့ကျမ်းစာထဲမှာသတ်မှတ်ထားသည့်အတိုင်းပဲအဲ့ဒီအောင်မြင်တဲ့နီလန်းတွေကိုသိပြီးတော့မှအောင်မြင်ခြင်းနဲ့ဒီကနေ့ကျွန်တော်တို့အသက်ရှင်တော်သူများဖြစ်ကြရအောင်ဟာလေလုယာ